ဇလန်းဟာ1944ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းဂျာမနီနိုင်ငံမှာစတင်ခဲ့ပြီးအင်ဒီယာနာဂျုံးစ် ဟာရစ်ဆန်ဖို့ဒ်ဟာကာနယ်ဝက်ပါဦးဆောင်တဲ့နာဇီတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။တစ်ချိန်တည်းမှာပဲအိန္ဒိယရဲ့လုပ်ဖော်ကိုင်ဖက်ဘာဆေးရှော့ဘဲဇယ်ရှာကိုလည်းဖမ်းဆီးခံရပါတယ်။အိန္ဒိယဟာဘာဆေးကိုတင်ဆောင်ထားတဲ့ရထားနောက်ကိုလိုက်လံတိုက်ခိုက်ပြီးနာဇီရန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။နာဇီတွေဟာစစ်ပွဲမှာအသာစီးရဖို့အတွက် Lance of Longinus ကံကြမ္မာလမ်းမတော်ကိုတင်စီထားခဲ့ကြပါတယ်။ဒါပေမဲ့အိန္ဒိယကအဲ့ဒီလန်ဟာအတုဖြစ်နေတာကိုသိသွားပါတယ်။တစ်ဖက်မှာလည်းဝက်ဘာရဲ့ဒုတိယလက်ထောက်ဖြစ်သူဂျာကန်ဘော်လာဒရဂျန်ဗိုလာစီမာအစွမ်းထက်ရှေးဟောင်းပစ္စည်းဖြစ်တဲ့ Archimedes dial သို့မဟုတ် Antikythera Archimedes တိုင်ခွက်ရှိနေပါတယ်။အိန္ဒိယကဘာဆေးကိုကဲထုတ်ပြီးပြင်းထန်တဲ့တိုက်ပွဲအပြီးမှာစက်ဝန်းကိုရယူနိုင်ခဲ့ပါတယ်။ယထာခေါင်မိုးပေါ်ကအဆုံးဖြတ်တိုက်ပွဲမှာဘာဆေးကဝက်ဘာကိုတနက်နဲ့ပစ်လိုက်လို့ဝက်ဘာတေဆုံးသွားပြီးဘော်လာလည်းပြိုကျနေတဲ့တရားအနီးမှာယထာဘော်ကပြုတ်ကျသွားပါတယ်။အိန္ဒိယနဲ့ဘာဆေးတို့ဟာတီတီလေးလွတ်မြောက်ခဲ့ကြပါတယ်။အပိုလို10တလပေါ်ဆင်းတဲ့အချိန်1969ခုနှစ်ကိုအမြန်ကူးပြောင်းသွားပါတယ်။အိန္ဒိယဟာအခုခါမှာ Hunter College ကပါမောက္ခတဦးဖြစ်နေပြီးစစ်စလီတိုက်ပွဲနဲ့ Archimedes အကြောင်းကိုစိတ်မပါလက်မပါဟောပြောပို့ချနေပါတယ်။ဘာဆေးရှော့ရဲ့သမီးဖြစ်ပြီးအိန္ဒိယရဲ့သမီးလိုဖြစ်သူဟယ်လီနာဟာသင်ခန်းစာကိုစိတ်ဝင်စားနားထောင်နေတဲ့ကျောင်းသူတဦးအဖြစ်ရောက်လာပြီးအတန်းပြီးတဲ့နောက်အိန္ဒိယနောက်ကိုလိုက်လာပါတယ်။တစ်ချိန်တည်းမှာပဲခေယအေဂျင့်မေဆင်ဟာဟယ်လီနာကိုစောင့်ကြည့်နေပြီးနေဇင်မာအရှမစ်ကဆိုတဲ့အမည်ဝက်နဲ့လောက်ကင်နေတဲ့ပေါ်လာသူဟာယထာဘော်ကပြုတ်ကျရာကမသေးပဲအသက်ရှင်နေတာဖြစ်ပါတယ်။စီကိုသတင်းပို့ပါတယ်။ဘော်လာနဲ့အတူကလေးပါနဲ့ဟော့အပါဝင်နာဇီဟောင်းတွေပူးပေါင်းနေကြပါတယ်။သူတို့ဟာတမိုင်းကိုပြောင်းလဲပြီးနာဇီတွေစစ်နိုင်အောင်လုပ်ဖို့အတွက်စက်ဝန်းကိုပြန်လည်ရှာဖွေနေကြတာဖြစ်ပါတယ်။သူမြ335အိန္ဒိယနှင့်ဟယ်လီနာတို့၏မဟာမိတ်နှင့်စက်ဝန်း၏လှုပ်ဝက်ချက်စက်ဝန်းဟာနှစ်ပိုင်းကွဲနေတာဖြစ်ကြောင်းဟယ်လီနာကအိန္ဒိယကိုပြောပြပါတယ်။ဘာဆေးဟာဒီစက်ဝန်းရဲ့လှုပ်ဝက်ချက်တွေကြောင့်ယူသွတ်သွားခဲ့ပေမဲ့အိန္ဒိယကတော့ပျောက်ဆုံးနေတဲ့အခြားတစ်ပိုင်းကိုရှာဖို့ဟယ်လီနာကိုကူညီဖို့သဘောတူလိုက်ပါတယ်။အိန္ဒိယကဘာဆေးထိမ့်သိမ်းခဲ့တဲ့စက်ဝန်းအပိုင်းအစကိုသူမကိုပေးအပ်လိုက်ပါတယ်။သူတို့ရဲ့ကြိုးပမ်းမှုကိုနာဇီလက်ပါစေကလေးပါနဲ့ဟော့တိုကနှောက်ယှက်ပြီးအိန္ဒိယရဲ့လုပ်ဖော်ကိုင်ဖက်2ဦးကိုတပ်ဖြတ်ကာအိန္ဒိယနဲ့ဟယ်လီနာကိုပိတ်ဆို့ထားလိုက်ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်းအိန္ဒိယကစင်တွေကိုတွန်းလဲပြီးတိုက်ခိုက်သူတဦးကိုဖိမိအောင်လုပ်ခဲ့တာကြောင့်ဟယ်လီနာဟာစက်ဝန်းအပိုင်းအစနဲ့ထွက်ပြေးနိုင်ခဲ့ပြီးအိန္ဒိယကတော့ဖမ်းဆီးခံလိုက်ရပါတယ်။လပေါ်ဆင်းတဲ့အောင်ပွဲခံပွဲအတွင်းအိန္ဒိယဟာမြင်းစီးပြီးလိုက်လံဖမ်းဆီးသူတွေစီကနေပါနတ်စွာထွက်ပြေးခဲ့ပြီးမြေအောက်ယထာလိုင်ကူတွေထဲအထိကလေးပါနဲ့ဟော့တိုကလိုက်လံဖမ်းဆီးခဲ့ပါတယ်။သူဟာနောက်ဆုံးမှာယထာပေါ်တက်နိုင်ခဲ့ပေမဲ့ပါမောက္ခတွေအသက်ခံရတဲ့လူတက်မှုတွေမှာတန်တရားရှိသူဖြစ်သွားပါတယ်။အိန္ဒိယရဲ့တငယ်ချင်းဟောင်းဆာလာကကြားဝင်ကူညီပြီးအိန္ဒိယရဲ့အတိတ်ကစွန့်စားခန်းတွေကိုပြန်တရိယာစေကစွန့်စားမှုကိုလက်မလျှော့ဖို့အားပေးခဲ့ပါတယ်။အိန္ဒိယဟာမော်ရိုကိုနိုင်ငံတန်ဂျီယာမြို့ကိုသွားခဲ့ပါတယ်။အဲ့ဒီမှာဟယ်လီနာကဘစ်ရာဟင်ပိုင်တဲ့ကာစီနိုမှာချိန်ဆထားပါတယ်။ရာဟင်ရဲ့သားဖြစ်သူအစ်စ်ဟာဟယ်လီနာကိုညှင်းပယ်ခဲ့တဲ့အတွက်ရန်ညှိုးထားနေပါတယ်။ဟယ်လီနာကစက်ဝန်းအပိုင်းအစကိုလေလံတင်ဖို့ကြိုးစားနေချိန်မှာအိန္ဒိယကနှောက်ယှက်လိုက်တာကြောင့်လက်နက်ကင်ရာဇဝတ်ကောင်တွေနဲ့ထိပ်တိုက်တွေ့ပါတော့တယ်။အိန္ဒိယဟယ်လီနာနဲ့လူငယ်လေးတက်တီတို့ဟာဘော်လာနဲ့နာဇီအဖွဲ့တွေစီကနေထွက်ပြေးခဲ့ကြပေမဲ့နာဇီတွေကမေဆင်တို့အဖွဲ့ရဲ့လေရင်ကိုသိမ်းပိုက်ပြီးစက်ဝန်းကိုလူယူသွားနိုင်ခဲ့ပါတယ်။ကလေးပါကမေဆင်ကိုပြစ်တက်လိုက်ပြီးဘော်လာကိုလေရင်ထိန်းချုပ်နိုင်အောင်ကူညီပေးခဲ့ပါတယ်။အိန္ဒိယဟယ်လီနာနဲ့ပင်လယ်ခီးသွားဖို့ကပတိန်ရိုနယ်ဒိုတို့ဟာစက်ဝန်းရဲ့နောက်ထပ်တစ်ပိုင်းကိုရှာဖို့လိုအပ်တဲ့ကြောက်စာတုံးကိုရှာဖွေဖို့ AGM ပင်လယ်ကိုဦးတည်သွားကြပါတယ်။အိန္ဒိယကသူ့ရဲ့ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်ကိုဖွင့်ဟခဲ့ပါတယ်။သူဟာဒီစက်ဝန်းကိုတုံးပြီးဗီယက်နမ်စစ်ပွဲမှာသူ့သားမတ်စစ်ထဲမဝင်အောင်တားဆီးချင်တာဖြစ်ပါတယ်။သားဖြစ်သူတေဆုံးမှုကြောင့်မိသားစုပြိုကွဲပြီးဇနီးဖြစ်သူမာရီယန်နဲ့ကွာရှင်းခဲ့ရတာဖြစ်ပါတယ်။ရေငုပ်ပြီးပျက်စီးနေတဲ့တင်မောတွေကနေကြောက်စာတုံးကိုရှာတွေ့ခဲ့ပေမဲ့နာဇီတွေရောက်လာပြီးအောက်ဆီဂျင်ပိုက်တွေကိုဖျက်တောက်ကဝိုင်းထားလိုက်ပါတယ်။ရိုနယ်ဒိုဟာအိန္ဒိယကိုကာကွယ်ရင်းအသက်ခံလိုက်ရပြီးဟယ်လီနာကဝတ်ထားတဲ့ရန်တောင်ကိုတုံးပြီးအိန္ဒိယတပ်တီတို့နဲ့အတူထွက်ပြေးနိုင်ခဲ့ပါတယ်။ကြောက်စာတုံးအရစက်ဝန်းရဲ့ကျန်တဲ့တစ်ပိုင်းကိုအာခီမီဒီစ်ရဲ့ဂူတင်ချိုင်းမှာဝတ်ထားမှန်းသိသွားပါတယ်။အိန္ဒိယဟယ်လီနာနဲ့တက်တီတို့စစ်စလီကျွန်းကိုရောက်တဲ့အခါနာဇီတွေကမပြတ်တမ်းလိုက်လံတိုက်ခိုက်ကြပါတယ်
တက်တီဟာဖမ်းဆီးခံရပေမဲ့ပြိုကျနေတဲ့ဆွဲသားပေါ်ကတိုက်ပွဲမှာထွက်ပြေးနိုင်ခဲ့ပါတယ်။အိန္ဒိယနဲ့ဟယ်လီနာတို့ဟာဂူတင်ချိုင်းကိုရှာတွေ့သွားပြီးစက်ဝန်းနဲ့အတူမထင်မှတ်ထားတဲ့လက်ပတ်နာရီတစ်လုံးကိုပါတွေ့လိုက်ရပါတယ်။ဒါကြောင့်အာခီမီဒီစ်ဟာအချိန်ခီးသွားခဲ့တာဖြစ်နိုင်တယ်လို့ဟယ်လီနာကယူဆလိုက်ပါတယ်။ဘော်လာကအိန္ဒိယတို့အဖွဲ့ကိုပြန်ရှာတွေ့သွားပြီးအတိတ်ကိုပြန်သွားကဟစ်တလာကိုလှုပ်ကြံဖို့သူ့ရဲ့အစီအစဉ်ကိုပြောပြပါတယ်။သူဟာနာဇီတွေစစ်နိုင်အောင်တမိုင်းကိုပြန်ပြင်ချင်နေတာဖြစ်ပါတယ်။သူကစက်ဝန်းတစ်ခုကိုပေါင်းလိုက်ပြီးအိန္ဒိယကိုဖမ်းကလေရင်ပေါ်တက်ပါတယ်။ဟယ်လီနာကလည်းလေရင်ပေါ်ကိုခိုးတက်ခဲ့ပြီးတက်တီကတော့တခြားလေရင်တစ်စင်းကိုခိုးမောင်းပြီးနောက်ကလိုက်လာပါတယ်။အိန္ဒိယကဘော်လာရဲ့အစီအစဉ်မှာကြီးမားတဲ့အမှားတစ်ခုရှိနေကြောင်းထောက်ပြခဲ့ပါတယ်။အဲ့ဒါကတော့ဘော်လာဟာတိုက်ကြီးများရွေးရှားမှုကိုထဲမတွက်ခဲ့တာကြောင့်သူတို့ရောက်မဲ့အချိန်ကာလဟာမှားယွင်းသွားမှာဖြစ်ပါတယ်။လေရင်ဟာအချိန်ခီးသွားပေါ်တဲ့တဲကိုဖျက်တမ်းသွားပြီးရှေးဟောင်းခေတ်ဆူယာကျုံမြို့ဝန်းရံခံရတဲ့အချိန်ကိုရောက်သွားပါတယ်။နာဇီတွေနဲ့ထပ်မံရင်ဆိုင်ရပြီးနောက်အိန္ဒိယနဲ့ဟယ်လီနာတို့ဟာရောမစစ်သားတွေရဲ့ပြစ်ခတ်မှုကြားကနေလေရင်ပေါ်ကနေဒိုင်မင်ထိုးခုန်ချခဲ့ကြပါတယ်။ဘော်လာနဲ့ကလီဘာတို့ဟာလေရင်ပြက်ကျပြီးမီးလောင်သေဆုံးသွားပါတယ်။အာခီမီဒီစ်ကိုယ်တိုင်ကလေရင်ပြက်ကိုရှာတွေ့ခဲ့ပြီးဘော်လာရဲ့အလောင်းစီကနေစက်ဝန်းနဲ့လက်ပတ်နာရီကိုယူလိုက်ပါတယ်။အိန္ဒိယနဲ့ဟယ်လီနာတို့ဟာအာခီမီဒီစ်နဲ့တွေ့ဆုံခဲ့ကြပါတယ်။စက်ဝန်းရဲ့တကယ့်ရည်ရွယ်ချက်ကအသုံးပြုသူကိုဒီအချိန်နဲ့ဒီနေရာကိုပဲခေါ်ဆောင်လာဖို့ဖြစ်တယ်ဆိုတာကိုနှစ်ဖက်စလုံးနားလည်သွားကြပါတယ်။အိန္ဒိယကတော့အနာဂတ်မှာသူမျှော်လင့်ချက်မရှိတော့ဘူးလို့ခံစားရတာကြောင့်တမိုင်းကိုပြောင်းလဲဖို့ဒီခေတ်မှာပဲနေခဲ့ခြင်းတယ်လို့ပြောခဲ့ပါတယ်။ဟယ်လီနာကအိန္ဒိယကိုသတိမေ့သွားအောင်လုပ်ပြီးတက်တီမောင်းတဲ့လေရင်နဲ့အတူခေါ်လာခဲ့ပါတယ်။အိန္ဒိယနိုးလာတဲ့အခါသူ့ရဲ့တိုက်ခန်းမှာရောက်နေပြီးမာရီယန်ဟယ်လီနာတက်တီဆာလာနဲ့မြေးလေးတွေကကြိုဆိုနေကြပါတယ်။မာရီယန်နဲ့အိန္ဒိယတို့ဟာနှစ်ဦးချင်းစကားပြောပြီးပြန်လည်တင့်မြတ်သွားကနက်နက်ရှိုင်းရှိုင်းနမ်းခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်သွားတာကိုပြသနေတာဖြစ်ပါတယ်။ရုပ်ရှင်ဟာအိန္ဒိယရဲ့အထင်ကရအုတ်ထုတ်လေးကိုအနီးကပ်ပြသရင်းနဲ့နှီးကုန်းချုပ်သွားပါတယ်။